ဒီဖြစ်ရကတော့အခုရက်ပိုင်းမှာလူမှုကွန်ရက်တွေနဲ့သတင်းဌာနအတော်များများမှာပေါ်ပြနေကြတဲ့ရန်ကုန်တိုင်းဒဂုံမြို့သစ်မြောက်ပိုင်း39ရပ်ကွက်မှာနေထိုင်တဲ့အသက်73နှစ်အရွယ်6တန်းကျောင်းသားလေးမင်းခန့်စောဟာ2ရက်ခန့်ပျောက်ဆုံးနေပြီးတဲ့နောက်ရေကန်တစ်ခုထဲမှာတေဆုံးလျက်ပြန်တွေ့ခဲ့ရတဲ့ဖြစ်ရဖြစ်ပါတယ်။ဒီ6တန်းကျောင်းသားလေးမောင်မင်းခန့်စောဟာဇွန်လ10ရက်နေ့ညနေ4နာရီခန့်မှာကျောင်းမှပြန်လာပြီးတဲ့နောက်အိမ်မှပြန်ထွက်သွားခဲ့ကြောင်းရင်းနောက်ပျောက်ဆုံးသွားခဲ့ကဇွန်လ10ရက်နေ့နံနက်6နာရီအချိန်မှာမြောက်ဒဂုံမြို့နယ်38ရပ်ကွက်ကရေကန်တစ်ခုအတွင်းမှာမှောက်လျက်နေထားဖြင့်အလောင်းကိုပြန်လည်တွေ့ရှိခဲ့ရပါတယ်။ရေကန်ထဲကအလောင်းပြန်တွေ့ကာစားမှာလူတက်မှုတော်၎င်းရေနစ်သေးဆုံးမှုတော်၎င်းအမျိုးမျိုးထင်ကြီးတွေထွက်ပေါ်ခဲ့ကြပါတယ်။ဒါပေမဲ့သေဆုံးသူမောင်မင်းခန့်စောရဲ့အတော်ဖြစ်သူကသူမရဲ့ Facebook အကောင့်ကနေဖြစ်စဉ်တွေကိုအပိုင်းအလိုက်ပြောပြခဲ့ရာကယခုနောက်ဆုံး post ကိုတင်ပြီးအခုလိုပြောပြသွားခဲ့ပါတယ်။ခုပဲရေကန်နာမှာတရားနာပြေးရွတ်ပြီးပြန်ခဲ့တာပါ။ရေကန်နာစုံစမ်းဖို့သွားခဲ့တာရက်ွက်စုပေါင်းတရားနာနေတာနဲ့စုံခဲ့ပါတယ်။ရေကန်ကိုတေချာကြည့်ခဲ့တော့ရေကန်ပတ်လည်မှာအိမ်တွေကပ်နေပါတယ်။ကလေးတွေကိုမျက်မြင်တွေ့ရှိခဲ့တဲ့အကိုတယောက်နဲ့တွေ့ခဲ့ပါတယ်။သူပြောတာတွေအတန်ဖမ်းခဲ့တယ်။ညနေ9နာရီကျော်လောက်မှာကလေး3ယောက်ကန်နဲ့တက်လိုက်ဆင်းလိုက်ရေကစားနေခဲ့တယ်တဲ့သူကသူ့အိမ်ထဲကနေရင်နွေးချမ်းတောက်ပြီးအိမ်ရှိမှထိုင်ပြီးကြည်နေခဲ့တာတဲ့ရုတ်တရက်မိုးအရန်ရွာချလာလို့သူလည်းအိမ်ထဲဝင်သွားခဲ့တာတဲ့မိုးတိတ်ချိန်မှာပြန်ထွက်လာတော့ကလေး2ယောက်ကကန်ထဲကနေတက်လာတယ်တုံနေတာတဲ့အဲ့လူကအပြင်ထွက်ပြီးသူတို့အနားသွားပြီးမင်းတို့ဘာဖြစ်နေတာလဲတုံနေတာပဲမေးတော့အရန်ချမ်းလို့တုံနေတာလို့ဖြေတယ်တဲ့ဟိုတယောက်ကရောမေးတော့ချမ်းလို့ပြန်သွားနှင်ပြီလို့လိန်ပြေခဲ့တယ်ရှင်သူကနင်တို့တော့တေတော့မှမိုးရီနဲ့လို့ပြောပြီးတစ်ချက်စီရိုက်လိုက်တယ်တဲ့အဲ့ကလေး2ယောက်ကိုအဲ့အကိုကယူကျုံမရဖြစ်နေပါတယ်မိုးရမ်းရွာချိန်မှာနစ်သွားခဲ့တာထင်နေတဲ့သူကအိမ်ထဲဝင်သွားတော့မမြင်ဘူးတဲ့သူအိမ်ထဲသာမဝင်ခဲ့ရင်သူသိခဲ့မှာတဲ့သူထွက်လာတော့လဲရေကငြိမ်နေတော့လူမြုပ်နေတာမသိခဲ့ဘူးတဲ့လေရင်နာဖို့ကောင်းလိုက်တာငါတူလေးရဲ့ကျမရင်နေကွဲနေပါပြီရှင်အမျိုးသမီးရေးရာကအမတယောက်နဲ့လည်းတွေ့ခဲ့ပါတယ်သူကပြောပါတယ်ကိုရီမြန်မာနိုင်ငံမှာအသက်မပြေသေးတဲ့ကလေးတွေကိုထောင်ချလို့မရဘူးတရားစွဲလို့မရဘူးပုံမှန်လည်းချမှတ်မထားဘူးလို့ပြောခဲ့ပါတယ်ရှင်လူယုံတက်လို့သေးစကပုံအတိုင်းပဲကျမတူလေးကနောက်ကျောဓာတ်နဲ့အထိုးခံရတာပါသူချစ်တဲ့တငယ်ချင်းတွေကသူ့ကိုမကယ်ပဲပြစ်ထားရက်ခဲ့ကြတယ်သူတို့ကတော့ဒီလောက်ဖြစ်ခဲ့တာတောင်ကလေးနဲ့မိဘတွေကလာရောက်တောင်းပန်ခြင်းမရှိခဲ့ပါပဲကြောင်းတောင်အေးအေးဆေးဆေးတက်နေနိုင်ကြတယ်နော်ကျမဘယ်လိုဖြေရမလဲရှင်ကျမဖြစ်လို့ကျမကလေးလိုအဖြစ်မျိုးမဖြစ်ရလေအောင်ကလေးရှိတဲ့မိဘများကိုကလေးတွေကိုတေချာလေးဂယူးဆိုင်ကြပါရှင်ကလေးတွေကိုအပြင်ကိုမိဘကိုမပြောဘဲထွက်သွားတာမျိုးတွေခွင့်မပြုကြပါနဲ့ရှင်လို့ဒီဆုံးသူကလေးရဲ့အတော်ဖြစ်သူကသူမရဲ့ Facebook အကောင့်ကနေရေးသားထားပါတယ်